လွေစာလေးတွေကိုခြိသားအေးလေးတွေပဲရောင်းကျင်တယ်ဝတ်ချင်တယ်ဆိုရယ်မမတွေအတွက်ဒါကတော့လုံးဝရာတီစာကိုမှလီနေချီလေးနော်ဟောဒီလီနေချီလေးကိုမှထုံးစံတိုင်း grade ကလေး grade ဖြစ်တဲ့အတွက်သူမှလက်အကြက်ကလေးနဲ့သွားမယ်ရင်ဆိုင်က44နဲ့44 46 site ရွေးလို့ရတယ်ကာလာရွေးလို့မရဘူးထုံးစံတိုင်းနှစ်ထည်ယူရနဲ့ထက်ဝက်စေလက်ကားစေးနဲ့ပေးမယ်မမတို့1000ခွဲတစ်ထည်ကိုနှစ်ထည်ကို3000နဲ့ယူနော်ပန်းမှာထိုးထားသေးတယ်နော်ဒါမျိုးအမြင့်လိုင်းကိုရမှာပေါ့ပေါ့ပါလေးအဲ့တော့ site ပြေလားဆိုတဲ့မမတွေက grade ကလေးကတော့ cutting လေးနည်းနည်းလေးသေးတယ်တလက်မခွဲကြော်လောက်လျော့တယ်ရင်40ဆိုရင်39လောက်ပဲရှိတယ်ပေါ့အမဖြူကူကာလာလိုင်းပြမယ်ပေါ့နော်ကာလာရွေးလို့မရတာဖြစ်တဲ့အတွက်ကာလာလိုင်းလိုက်ကြည့်ပါမတို့ကြိုက်တယ်ဆိုယူအုတ်ကျိုးပါမယ်ဒီရောင်လေးပါမယ်အပြာလေးပါမယ်ကဲကာလာလေးတွေကတော့အဲ့လိုလေးလာကုန်ပြီပေါ့နော်ဒီမှာကဲပန်းတိုးဘက်ကလေးပြလိုက်ရနော်ပန်းတိုးဘက်ကလေးတွေပြမယ်အဲ့တော့ဒီမှာကြည့်ပါမတို့နော်အယောင်လိုင်းလေးတွေအယောင်လိုင်းတွေကအကုန်လာတယ်အခုဒီတဲက2ရောင်ရမယ်ကာလာရွေးလို့မရဘူး random ပဲရမယ်ကာလာရွေးမယ်ဆိုရင်တော့တစ်ထည်ကို18000နဲ့နှစ်ထည်ကစယူ3600ပဲရှိတယ်မမ3600ပေးတစ်ထည်ကို18000ပေးရရင်ဘယ်လိုလုပ်တန်တော့မှလဲဆိုဘာလို့မတန်ရမှာတန်သေးတယ်ဒါအပြစ်မှာအနည်းဆုံးအောက်ထည်2800 3000ပေါက်သေးရှိတယ်ဒါမဖြူစီမှာဝယ်လို့မိုင်းလို့လက်ကားစင်းနဲ့ဝတ်ကာတာတစ်ဆိုင်ကို6ထည်ယူမယ်ဆို